ဒါထားပါဆိုဒီဘောင်ဒါကော်ဆွဲထားတာပဲထားပါဆိုတချို့ကြောက်လဲကော်မဆွဲခင်လုပ်တယ်နော်ဒီမှာလာပြီးတော့ချိန်လိုက်တယ်ဟုတ်လားဟုတ်လို့အဲ့လိုဟုတ်တယ်မလားနော်ချိန်လိုက်တယ်ပြီးတော့မှဒီကဟိုပြောမှဆိုလို့ရှိရင်ဒီကဟို registration mark တွေကိုဘောပင်နဲ့ဖြစ်ဖြစ်ခဲနဲ့ဖြစ်ဖြစ်ဒီမှာလာပြီးတော့ဒီလိုလေးလာကူးလိုက်တာလာဆွဲလိုက်တာစာမှာဟုတ်လားဟုတ်တယ်အဲ့လိုလိုက်မှတ်လိုက်တာဒီမှာအမှတ်လေးတွေကပါသွားပြီဟုတ်တယ်အဲ့အမှတ်လေးတွေကိုမှလာပြီးတော့ဒီမှာမင်းတို့ကဒီစာရွက်နဲ့ဒီမှာတစ်ခါလာပြန်ပြီးချိန်တာဟုတ်တယ်အဲ့လိုကြာတာပေါ့ပြောရလို့ရှိရင်တော့ကြာတယ်နောက်တစ်ချက်ကကျတော့ဟိုညီဖို့တိတ်မလွယ်ဘူးဟိုဘောပင်မှာတော့ငါတို့ဘောပင်ရဲ့ထိတ်က point နေရှိတယ်လေဘောပင်ထိတ်က point တွေကအလုံးကြီးတဲ့ဟာအလုံးသေးတဲ့ဟာမျိုးစုံရှိတယ်အဲ့တော့အလုံးကြီးတဲ့ဟာဆိုရင်အဲ့ဒီ point ကအထူကြီးဖြစ်သွားအောင်အထူကြီးဖြစ်သွားပြီးမင်းတို့ချိန်ရတာမှာအနေချင်းလွဲတာအဲ့တော့ဒီကောင်တွေကအကိုတို့ကပြောမလို့ဟိုဘောင်ကူးတယ်ဆိုလို့ရှိရင်ငါတို့သပင်းကြီးတညီတောင်လွဲလို့မရဘူးပဲပြောရမှာပေါ့နော်အဲ့လိုလွဲလို့တော့မရဘူးဆိုတော့ငါတို့ကဒီနီးစနစ်ကပြောရလို့ရှိရင်ဒီမှာကိုမျက်မြင်ကွာပြောစာရွက်လေးကိုလာချိန်ရတာအရန်လွယ်တယ်လေကွာကိုမျက်မြင်ထဲမှာဒီမှာကိုစိတ်ကြိုက်ငြိမ်သွားပြီဆိုလို့ရှိရင်ဒီကောင်လာပြီးတော့တိတ်နဲ့လဲကိုကဒီမှာကတ်ထားပေးတယ်ဆိုတာဖြစ်တဲ့အတွက်ဘောင်လဲလာချလိုက်ရောငါတို့ခုနမှတ်တဲ့အမှတ်တိုင်းကဒီဘောင်ပေါ်မှာလာပြီးထင်သွားပြီကတ်သွားပြီပြီးပြီလေဟုတ်တယ်မလားဒါပုံမြန်တာပေါ့နော်အဲ့လိုမျိုးနီးစနစ်ကိုပဲငါတို့ကတော့သုံးတယ်နော်အဲ့တော့ဒီမှာဒီကောင်လေးကိုပြီးရင်ဒီမှာဒီထဲမှာရှိနေတဲ့ဟိုလေဘူးပေါင်းလေးတွေဗာလေးတွေလာထုတ်ပေါ့ကွာနော်အဲ့ကောင်လေးတွေကတော့ဟိုမထုတ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ငါတို့ကလေဘူးပေါင်းတွေဝင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကဒီစာရွက်နဲ့နော်ဖလင်သို့ဒီမဟုတ်စာရွက်ပေါ့ဒီစာရွက်နဲ့ဒီဘောင်နဲ့ကကတ်မနေဘူးဆိုတဲ့သဘောမျိုးပေါ့အဲ့တော့ကတ်မနေဘူးဆိုတဲ့ဟာကြလို့ရှိရင်ဂျားထဲမှာလေခိုးတယ်လေခိုးတဲ့အခါမှာမီးလဲပြလိုက်ကောဘာဖြစ်သွားလဲဆိုတော့ဒီစလုံးတွေကဒီလိုမျိုးတိတိကျကျရှက်မဖြစ်တော့ဘဲနဲ့စလုံးတွေကဖွာသွားတာဝါသွားတာဒါမျိုးတွေဖြစ်တာပေါ့เนาะအဲ့တော့လုံးဝတသားတည်းဖြစ်နေရမယ်ကတ်နေရမယ်အဲ့ကြောင့်မလို့ကိုတို့ဒီကောင်နဲ့တုံးတာဘာလို့ဒီကောင်ကြီးကဟိုဒီမှာဟိုလေစုပ်တဲ့ကောင်ပါတယ်လေဟုတ်ဒီမှာပိုက်တွေဆိုတာဒီကောင်ကလေစုပ်ပေးတယ်ဒီစက်ကူနဲ့ဟိုဘောင်နဲ့ကိုတစ်ထပ်သေးကြအောင်လုပ်ပေးတဲ့ဟာပေါ့အဲ့တော့ကိုတို့ကတော့အခုကဒီဇယ်စွတ်ထားတာဖြစ်တဲ့တော့ဒီကောင်ကတော့လေစုပ်တဲ့စနစ်ကိုတော့မဖွင့်တော့ဘူးဒီတိုင်းပဲမီးပေးတဲ့စနစ်ကိုပဲဖွင့်လိုက်မယ်နော်ဟုတ်ကဲ့ဆရာအဲ့ကောင်ကြောင့် live ပေါက်ခေါ်မလားဘာခေါ်မလဲဆရာကျုံးနေလည်းမတူဘူးကြတော့ဒီမှာတော့အများစုကတော့မီးချောင်းတွေကိုပဲ live ပေါက်အနေနဲ့လုပ်ပြီးသုံးကြတာပေါ့အဓိကတော့ဟိုပါပေါ့လေအလင်းထုတ်ပေးနိုင်တဲ့ကောင်ရှိရင်ရပြီပြောမလို့ငါတို့နေနဲ့တောင်ကူးလို့ရတယ်ကွာဟုတ်သိလားနေတာတဲ့အချိန်မှာနေအောင်ကြီးနဲ့ပြပြီးကူးလို့ရတယ်ခုနပြောတယ်လေဒီ immersion နဲ့ဟိုဒီ dichromate နဲ့ရောလိုက်ပြီဆိုလို့ရှိရင်အလင်းထိပြီဆိုတာနဲ့ तू ကအလုတ်ဆလုပ်တာ哦အလုတ်ဆလုပ်တော့မင်းအလင်းထွက်တဲ့အရာဘယ်အရာဆိုသုံးလို့ရတယ်ဒါကြီးရမှာမဟုတ်ဘူးအဲ့တော့ဒုစီမှာတော့ဒါကြီးတွေကဝယ်ရပြူရတာခတ်တာဖြစ်တဲ့အတွက်ဟိုမီးချောင်းနေနဲ့ပဲသုံးကြတာမီးချောင်းနေနဲ့သုံးတယ်တချို့ဆိုလဲဒါနေနဲ့ပြကြတယ်ပေါ့လေနော်အဲ့တော့ဒီကောင်တွေကိုတော့ဟို live ပေါက်လို့တော့မခေါ်တော့ဒီကောင်ကြီးတွေဆိုရင်တော့ဒါဟိုပြောမဆို exposure unit လို့ခေါ်တာပေါ့နော် exposure unit ဆိုတာဒီအလင်းထွက်စေတဲ့အရာပေါ့ကွာနော်ဒါအခုတို့မှလည်းဟို live ပေါက်ရှိပါတယ်ဟိုဘက်မှာဟိုမီးချောင်းနဲ့သုံးတဲ့ဟာရှိတယ်နော်ဟုတ်ဆရာကဲ okay ဒီကောင်ကြီးစပြီးတော့ကူးလိုက်ရအောင်ပေါ့နော်လုံးဝလေးဆုပ်ဆွဲသွားတာနော်ဆရာပေါ်မှာဟုတ်တယ်ဒီမှာလေဆုပ်သွားတော့စက်ကူနဲ့ဒီဟိုဟာနဲ့ဇာနဲ့ကလုံးဝကတ်သွားတာပေါ့ကွာဒီသဘောမျိုးမှာလုံးဝကတ်သွားပြီလေဟုတ်ဗျာအဲ့သဘောမျိုးပေါ့သူကဒါရစက်ယုံသုံးတွေပေါ့ကွာပြောရလို့ရှိရင်တော့စက်ယုံသုံးတွေစက်ယုံတိုင်းမှာတော့ဒီလိုဟာတွေပဲသုံးကြပါတယ်တော့တင်းသွားအောင်ဆုပ်ပြတာပဲလုံးဝဆုပ်သွားပြီဆုပ်ပြီးသွားတာလေဆုပ်ပြီးသွားဆိုအောက်မှာဒီမှာဟိုဟာပေးနေပြီအလင်းပေးနေပြီပေါ့နော် exposure ထွက်နေပြီ exposure တော့ကိုလိုချင်တဲ့စက္ကန့်အချိန်စနဲ့လောက်ရတာပေါ့လေโอเคဒါဒီမှာခုနဟို exposure ပေးထားပြီးသား immersion အခြေအနေပေါ့နော်ဒါကိုရေလေးသွားလောင်းထားလိုက်တယ်
နော်ရေလေးလောင်းလာတဲ့အခါကျလို့ရှိရင်တို့ကဒီမှာစလုံးလေးတွေကဒီမှာမြင်ရလား အော်ဟုတ် မြင်ရလားစလုံးလေးတွေပေါ်လာ ပေါ်တယ် အဲ့လိုစလုံးလေးတွေပေါ်လာလိမ့်မယ်နော်ပြောမယ်ဆိုလို့ရှိရင်တော့ဒါရေနဲ့ထိလိုက်တဲ့အခါကျတော့ဟို exposure လည်းပေးထားတယ်ရေနဲ့လည်းထိထားတယ်ဖြစ်တဲ့အတွက်တို့စလုံးကူကအနက်နေရာတွေအကုန်လုံးကပြောမှဆိုမီးကိုကွယ်ပေးထားသလိုဖြစ်တာပေါ့မီးကိုကွယ်ထားတော့မီးမထိထားတဲ့ကောင်တွေကရေနဲ့ထိလိုက်တော့ပွာလာတာအဲ့တော့တို့ကဘောင်ဖောက်တယ်ဆိုအဲ့ဒီကောင်ကိုဖောက်ရတာအဲ့တော့ဒီမှာဒါကတော့ရေပြစ်တဲ့ဂန်းပေါ့နော်ရေပြစ်တဲ့ကောင်လေးဆိုတော့ဒါဒီကောင်လေးကတော့တိတ်အတန်လည်းမထွက်ဘူးညာဘက်တွေပါကြတော့လောက်ရတာအဆင်ပြေတယ်အဲ့တော့ဒီမှာနော်ဒီမှာကြည့်မယ်มาเลยเนาะကဲဒါဆိုရင်ပြီးသွားပြီဒါဘောင်ကူးတဲ့အခန်းကဏ္ဍပြောမယ်ဆိုလို့ရှိရင်အဲ့တော့နောက်ထပ်ကြံတဲ့အယောင်တွေကိုလည်းအဲ့လိုပဲကူးသွားလိုက်လို့ရှိရင်ဒါပြီးသွားပြီပေါ့၄ရောင်ဆိုရင်ဒါ၄ရောင်ရပြီ၅ရောင်ဆိုလည်း၅ရောင်ပေါ့နော်အဲ့တော့တို့တွေကဒီကောင်ကိုပြီးသွားရင်6အောင် dryer မှုတ်မယ်နော် dryer မှုတ်ပြီးသွားလို့ရှိရင်အရေအတွက်ကိုကရိုက်ရတာများမယ်ဆိုလို့ရှိရင်လည်းဘောင်ခိုင်သေးလို့ဟာမျိုးတုပ်မယ်ပေါ့နော်တုပ်ပြီးသွားရင်တိတ်တွေပါတွေကတ်ပြီးပြီဆိုတာ ਨੇ တခါတည်းဒီမှာတန်းပြီးတော့အဲ့တို့ရိုက်လို့ရတဲ့အဆင့်ဖြစ်သွားပြီပြီးပြီဟုတ်တယ်မလားနားလဲပြီလားအဲ့ဒါဆိုကဲโอเคဒါဆိုရပြီနားလဲပြီလား ဟုတ်နားလဲတော့ ကူးတယ်ဆိုတာเนาะအဲ့တော့နောက်လိုတာတွေဘာတွေရှိလို့ရှိရင်လဲလာမေးเนาะဟုတ်ပြီလားကဲโอเคဘိုင်းမိုင်အဲ့ဒါဆိုကျန်တာလေးတွေကိုဆက်ပြီးလုပ်လိုက်အောင် ဟုတ်ကဲ့ကျေးဇူးပါဆရာဆိုကျွန်တော်လည်းပြန်တော့မယ်เนาะဆရာအေးပါဟုတ်